ဖေလူငယ်တွေအရက်တောက်တာများနေတယ်ဘာအကြံပေးခြင်းလဲ ရေခဲထက်တောက်ဖို့မင်းလေဟဲ့ဟဲ့ခါရကိုပိတ်လက်ညောင်းနဲ့ကျိုးတွေဖြုတ်ပြီးမောင်းလဲကြည့်နေမနေနိုင်ဘူးနေပါလားကျိုးပါတယ်ကျိုးကဂန်တန်းတန်းနဲ့လင်းလာတိတ်လေဆောက်ချက်မခွဲနဲ့ဟမ်ရောကြောလက်မျိုးလေးထောင်ရလိုက်ပါတော့ကိုရိုက်ထားတဲ့တော့ပြီးမှတော့ဖြစ်နေလို့လား